ဒီမောင်ကတော့ဇွဲတက်မှာအရန်ကြိုက်တဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ပြောင်းဒီဇိုင်းလေးတွေကိုတစ်ချက်စွန်းစွန်းလေးနဲ့သူကရနိုင်တယ်ပြီးတော့ဒီဇိုင်းလေးတွေကလည်းလမ်းပြီးစမ်းနေတာဆိုတော့ဒီမောင်ပြပေးမယ်နော်ချက်အတွက်ဒီမှာဆွဲချက်ရှိတယ်ဆွဲချက်နဲ့ကောင်းယူစွာပွဲတက်လိုက်ဒီမှာဝတ်ထားတဲ့ဒီလက်ကောက်လေးဆိုလို့ရှိရင်ရွှေချိန်ကတစ်ချက်တစ်မှတ်ပဲရှိတယ်။ဒါပေမဲ့တစ်ချက်တစ်မှတ်ဆိုပေမဲ့လည်းသူကဝတ်လိုက်လို့ရှိရင်အဟန့်လေးလည်းဖြစ်တယ်။ fashion လည်းကြတယ်။နောက်ပြီးတဲ့အခါမှာပို့ပြီးတော့လည်း trending ဖြစ်တာပေါ့နော်။ဒီလက်ကောက်လေးနဲ့အတူတူစင်တူဝတ်လို့ရတယ်။ဟောဒီလက်စွပ်လေးဆိုရင်လည်းရွှေချိန်နှစ်ပဲဝန်းကျင်ပဲရှိပါတယ်ရှင်။နောက်ထပ်ဒီဇိုင်းလေးကလည်းရွှေချိန်တစ်ချက်တစ်မှတ်ဝန်းကျင်လေးပါပဲရှင်။ဒီလက်ကောက်လေးနဲ့အတူတူစင်တူဝတ်လို့ရတယ်။ဟောဒီလက်စွပ်လေးကဆိုရင်လည်းရွှေချိန်ကနှစ်ပဲဝန်းကျင်ပဲရှိပါတယ်။ဒီလက်ကောက်လေးဟာဆိုရင်လည်းရွှေချိန်တစ်ချက်တစ်မှတ်ဝန်းကျင်ပါပဲเนาะသူ့ရဲ့ဒီဇိုင်းလေးကတော့အစွဲဒီဇိုင်းလေးဖြစ်ပြီးတော့ရိုးရိုးရှင်းရှင်းလေးနဲ့ဆက်ဆက်ပြပြလေးဒီလို fashion ကြတဲ့ခေတ်ကြီးမှာရွှေဒီဇိုင်းဆက်ဆက်လေးတွေဝတ်ပြီးတော့စမတ်ကြခြင်းနဲ့ဆိုရင်တော့ဇက်ထက်ရဲ့ဟောဒီပြောင်းလက်ကောက်ဒီဇိုင်းလေးတွေကိုရွေးချယ်ဝတ်ဆင်လိုက်တော့เนาะ